ဒါဟာစိတ်ကူးကြည့်လို့တောင်မရနိုင်လောက်အောင်ကြောက်မက်ဖွယ်ကောင်းတဲ့လူသားနို့ထုတ်လုပ်ရေးစခန်းတစ်ခုပဲဖြစ်ပါတယ်ရဲတပ်ဖွဲ့ဝင်တွေအခင်းဖြစ်ပွားရာနေရာကိုရောက်ရှိလာတဲ့အခါသူတို့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ချက်ချင်းပဲအံ့အားသင့်သွားခဲ့ကြပါတယ်လက်လက်ဆက်ဆက်ထွက်ရှိလာတဲ့နို့တွေကိုတည်ယူပို့ဆောင်ဖို့အတွက်လေရဲမှာချိတ်ဆွဲထားတဲ့ပွင့်လင်းမြင်သာတဲ့ပိုက်ပြော့တွေကိုသူတို့မြင်တွေ့ခဲ့ရပါတယ်အခင်းဖြစ်ပွားရာနေရာမှာတော့ပြင်းမှုကျူးလွန်သူရဲ့အရေးအယောင်ကိုမတွေ့ရှိခဲ့ပါဘူးရဲအရာရှိတွေဟာပိတ်မိနေတဲ့အမည်အိုးသမီးတွေကိုချက်ချင်းပဲကယ်ဆယ်ရေးစတင်ခဲ့ကြပါတယ်ဒါပေမဲ့ Sister Black ကတော့သူမရဲ့ထက်မြက်တဲ့အာယုံခံစားမှုနဲ့အတူအခြေအနေဟာထင်ထားတာထက်ပိုမိုရှုပ်ထွေးနိုင်တယ်လို့ခံစားမိခဲ့ပါတယ်သူမဟာအမှန်တရားကိုစုံစမ်းဖို့အတွက်စခန်းရဲ့အတွင်းပိုင်းကိုတိတ်တဆိတ်ဝင်ရောက်ခဲ့ပြီးအမှန်တရားနဲ့နီးကပ်လာတဲ့အခါမှာတော့ပိုက်တွေရဲ့အခြားတစ်ဖက်ဟာကွန်တိန်နာတစ်ခုနဲ့ချိတ်ဆက်ထားတာကိုတွေ့လိုက်ရလို့ထိတ်လန့်သွားခဲ့ပါတယ်အဲ့ဒီကွန်တိန်နာရဲ့အောက်မှာတော့မွေးကင်းစကလေးငယ်တစုရှိနေပါတယ်အဆုံးမရှိစီးဆင်းနေတဲ့နို့တွေနဲ့အတူဒီကလေးငယ်တွေဟာလက်ဆက်တဲ့မိခင်တို့ကိုတောက်တုံးနေကြပြီးကြောက်မက်ဖွယ်ကောင်းတဲ့အလိုအလျောက်နို့တိုက်စနစ်တစ်ခုကိုတိစောက်ထားတာဖြစ်ပါတယ် Sister Black ဟာဒီလိုယူသွတ်တဲ့လောက်ရက်တွေရဲ့နောက်ွယ်ကရည်ရွယ်ချက်ကိုမသိရသေးပေမဲ့ပြင်းမှုကျူးလွန်သူရဲ့စိတ်ဟာအတော်လေးကိုဖောက်ပြန်နေပြီဆိုတာကိုတော့တေချာပေါက်သိလိုက်ရပါတယ်သူမအခြေအနေတွေကိုစူးစီးဖို့စ조사နေတော့မှာပဲအဝေးကနေအေးဆက်ဆက်အော်ဟစ်တန်တစ်ခုထွက်ပေါ်လာခဲ့ပြီးဒီရုပ်မာတဲ့နောက်ွယ်ကလူကိုဖော်ထုတ်ဖို့သူမရဲ့စိတ်ပိုင်းဖြတ်မှုကိုပုံမခိုင်မာစေခဲ့ပါတယ် Sister Black ဟာသူမရဲ့အတွင်းစိတ်ကကြောက်ရွံ့မှုကိုနှိမ်နင်းပြီးတတိကိုမွေးမြူကအတန်လာရာနောက်ကိုလိုက်သွားခဲ့ပါတယ်သူမရှိကလိုက်ကာကိုဖြည်းဖြည်းချင်းဆွဲဖွင့်လိုက်တဲ့အခါမှာတော့အံ့အားသင့်ဖွယ်မြင်ကွင်းတစ်ခုပေါ်လာခဲ့ပါတယ်။နယံတွေပေါ်မှာသူမရဲ့ဓာတ်ပုံပေါင်းများစွာကိုကတ်ထားတာကိုတွေ့လိုက်ရပါတယ်။ဒီလူတို့နေတဲ့လူကုန်ကူးသူတွေဟာသူမကိုနောက်ဆုံးပြစ်မှတ်အဖြစ်ရွေးချယ်ထားကြပြီးသူမကိုရက်ဆက်ကြမ်းကြုတ်တဲ့လူသားနှုတ်ထုတ်လုပ်တဲ့ကိရိယာတစ်ခုအဖြစ်ပြောင်းလဲဖို့ရည်ရွယ်ထားကြ။ဒါထင်ရှားပါတယ်အနေနဲ့နီးကပ်လာတာကိုတီးလိုက်ရတဲ့ Sister Black ဟာအကူအညီခေါ်ဖို့အချိန်မရတော့ပါဘူး။နောက်တစ်စက္ကန့်မှာပဲထက်မြက်တဲ့ဓာတ်မြောင်တလက်ဟာသူမစီကိုကြောက်မက်ဖွယ်ချင်းကပ်လာခဲ့ပါတယ်။အဲ့ဒီအရေးကြီးတဲ့အချိန်မှာ Sister Black ရဲ့စိတ်ထဲမှာသူမရဲ့အတိတ်ကလူကုန်ကူးခံရတဲ့အမျိုးသမီးများစွာကိုမမုန်းပန်းကယ်ဆယ်ခဲ့တာတွေကိုပြန်လည်မြင်အောင်လာခဲ့ပါတယ်။ဒါကြောင့်လေဒီရက်ဆက်တဲ့လူကုန်ကူးသူတွေဟာသူမအပေါ်ဒီလောက်အထိအမုန်းပွားနေကြတာဖြစ်ပါတယ်။ဒါပေမဲ့သူမဟာသူတို့ရဲ့ကိရိယာတစ်ခုအဖြစ်အရှုံးပေးဖို့ကိုတော့ပြက်ပြက်သားသားညှင်းဆန်ခဲ့ပါတယ်ပြန်လဲတိုက်ခိုက်ဖို့ဆုံးဖြတ်ထားတဲ့ Sister Black ဟာတိုက်ခိုက်သူကဝင်ရောက်လာတဲ့အခါမှာရင်မြန်စွာလှုပ်ရှားပြီးသူမရဲ့ခါးကတေနက်ကိုထုတ်ယူလိုက်ပါတယ်လျှက်စီးလက်တလို့ပဲကြီးစံတောင်ဟာလူကုန်ကူးသူရဲ့နှလုံးသားကိုဖောက်ထွက်သွားခဲ့ပါတယ်အမျိုးသမီးများစွာရဲ့ဆင်းရဲဒုက္ခတွေရဲ့နောက်ွယ်ကတရားခံဟာနောက်ဆုံးမှာတော့အဲ့ဒီတရားမျှတတဲ့တေနက်တန်နဲ့အတူသူမရဲ့ပြစ်မှုတွေအတွက်ထိုက်တန်တဲ့အကျိုးဆက်ကိုခံစားသွားရပါတော့တယ်